မင်္ဂလာပါချစ်မိတ်ဆွေများဒီနေ့ကတော့ Easter Day ပေါ့နော် Easter Day ခရစ်ယာန်ဘာသာဝင်တွေရဲ့သူတို့ရဲ့ခရစ်တော်ရဲ့ပြန်လဲရှင်သန်ထမြောက်တဲ့နေ့ပေါ့နော်ပေးရလေးရတယ်ပေးရလေးရတော့မှာဗီဒီယိုလေးတစ်ပုဒ်လုပ်ဖြစ်ပါတယ်ဒီနေ့ကတော့အိမ်မှာနားတယ်ပေါ့ကောင်းကောင်းနားပြီးတော့မှအိမ်မှာတန်ရှင်းပါလို့ပင်လေးတွေပြန်ပြီးတော့မြေကြီးထည့်ပြီးတော့ဒီသူတို့ရဲ့ဘယ်လိုကျင်းမလဲဆိုတာသိချင်တာနဲ့တစ်ပတ်ကြည့်ရပေါ့မြို့နာလေးလမ်းလျှောက်ထွက်တယ်လမ်းလျှောက်ထွက်တော့ဂျာမနီရဲ့တခုပေါ့နော်ဂျာမနီရဲ့ကောင်းတာလားမကောင်းတာလားတော့မသိဘူးကိုတကတော့ကောင်းဘာဖြစ်လို့လဲဆိုဒီသူတို့ကပိတ်ရက်တွေဆိုလို့ရှိရင်သူတို့ရဲ့ holiday တွေအကုန်လုံးမှာဟို shopping mall shopping center တွေဟိုရောဒီဟိုစီးတွေရော market တွေအကုန်ပိတ်တယ်အဲ့တော့ဟိုဆက်စီဆောင်ရုပ်ချက်တော့ဘာမှဝယ်လို့မရအောင်ရှိတာပဲဟိုဘယ်ရှိတယ်ဘယ်ဦးနဲ့ပဲချက်စားလို့မျိုးစားရတာပေါ့နော်အဲ့လိုနေဆို shopping ထွက်လို့လည်းမရလူတွေလည်း6ကက်နေရရင်ဆိုပြီးတော့ပထမတော့ဈေးများဒီနားတချို့ဟိုဆိုင်တွေများထွက်မလားဆိုပြီးတော့ဈေးဝယ်ထွက်တာပေါ့မရှိတဲ့အခါကျတော့ပိတ်နေတဲ့အခါကျတော့ဒီကိုရဲ့လက်အနောက်ဘက်မှာ events ခုတွေ့ရတော့သူတို့ဒီ Easter event လုပ်နေတာဖြစ်မယ်ဆိုအဲ့ဘက်ကိုလမ်းလျှောက်ကြည့်ရပေါ့နော်လျှောက်ကြည့်တော့အဲ့မှာဈေးတန်းတစ်ခုလုံးဈေးတန်းကတော်တော်လေးဟိုဖြစ်ပါတယ်သူတို့လည်းပွဲကြိုက်ခင်နေတယ်ခွင်းဘာမှမတူသူတို့လည်းပွဲကြိုက်ခင်နေပွဲစည်းမှာတိတ်တွေတိုးနေတာပေါ့နော်သူတို့ပွဲစည်းရတော့အစုံပဲပေါ့ဒီနေ့ဘာလေးရလိုက်ဆိုဟိုဟာလေးမိတော့မိနေအဲ့ဒီကထုတ်အောင်ဟိုဟာလေးဘာလဲဒီဖြုတ်တန်လေးလားလို့အိမ်တွေပါကြီးကွာချိုရိုးလေးရှိတယ်အဲ့ဒါလေးချိုရိုးလေးတွေဟိုဖြုတ်ပြီးတော့ကိုခါကြလို့ရှိရင်ကိုဝဲတဲ့ဝက်စားရက်ဒီမှာကြီးတာရှိရဲရှည်တာရှိရဲကျဲတာရှိအဲ့ဒါအဲ့ရလေးနဲ့အလုပ်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုဒီမှာကျတော့လည်းဘယ်မှာရောင်းမဲမသိဘူးဒီဆက်ချုပ်ဆိုင်ဆက်ချုပ်တဲ့ပစ္စည်းတွေနဲ့ပတ်သက်လို့အဲ့ဒါတွေတော့တော်သေးရပေါ့ဝယ်လို့ရတယ်ဒီဟိုဟာတွေမှာတို့ store ဆိုင်တွေမှာ store တွေမှာဒါမဲ့ခက်တာအဲ့ဖြုတ်တဲ့ဥစ္စာတို့တရေချိုးတို့စစ်တို့အဲ့ဒါကြီးကျတော့ဝယ်လို့မရအောင်လည်းမသိဘူးဒါပေမဲ့အဲ့ဒီမှာဟိုဟာပွဲစီမှာတွေ့ခဲ့တော့အဲ့ဒါလေးယူခဲ့တယ်ဝယ်ခဲ့တယ်ပြီးတော့စုံမိုင်းဒါပေမဲ့သူတို့ပွဲစည်းရလဲဟိုဒီဟိုကကြသူတို့ရဲ့ traditional ရတာသူတို့ကျင်းပါတယ်လို့မြင်တယ်လူတွေကလည်းသွားကြတယ်ပေါ့နော်ဒါပေမဲ့ဟိုအဲ့လောက်ကြီးရောင်းရတယ်ဘာညာမတွေ့ဘူးပေါ့နော်သူတို့ဈေးလဲ sorry ချိုးမနေဘူးအကုန်လုံးကဈေးလဲသူစင်းနဲ့သူဟိုဇာရာတို့ဘာလို့မှပို့ပြီးတော့တန်နေအောင်အဝတ်စားရေးဆိုလို့ရှိရင်လေသူတို့ဒီပွဲစည်းထဲမှာရောင်းနေဈေးတွေကတော့ဈေးတွေကအဲ့လိုမျိုးပေါ့နည်းနည်းလေးဈေးနည်းနည်းများတယ်ပေါ့ကွယ်20တန်လောက်ဆိုရင်25လောက်ဖြစ်နေမယ်အဲ့လိုမျိုးလေးပေါ့လိုပါပဲဒါပေမဲ့လည်းဟိုသူတို့ tradition ဆိုလူတော့စီကားတာပေါ့နော်စီကားတွေဘယ်လောက်ထိစုံလဲဆိုတော့အဲ့ဒီမှာဒေအိုးတွေသူတို့ဒီ pan fry pan တွေရှိတယ်ကွယ်နောက်ပြီးတော့တွေ့လဲဆိုအဲ့ vacuum ကအစားသူတို့ကြီးလေးဒီ electric vacuum နေနောက်ပြီးတိုင်ကျွေးပြားတွေအစားမှာအများကြီးဟိုဟာရောင်းနေတာတွေ့တယ်ပေါ့နော်ရောင်းနေချို့ကြတော့လဲဒီလိုမျိုးပွဲစည်းတွေမှာလာပြပြီးတော့မှ branding လုပ်တာနေမှာပေါ့နော် brand စပြီးဖောက်တာတွေပါရှိမှာပေါ့အမလေးအဓိကသူတို့ရောင်းနေတာတွေ့တာကတော့အစားတောက်တွေပါပဲနော်ဒိုနာတို့ice cream တို့ဒါတွေပဲသူတို့အဓိကရောင်းနေကြရောင်းရတာတွေ့တယ်ပေါ့နော်အဲ့နဲ့ကိုအေးရဲ့အနောက်ဘက်လန်လေးဒါကိုအကြိုက်ဆုံးနေရလေးပေါ့အဲ့ဒီလက်ကိုနည်းနည်းလေးလမ်းလျှောက်လိုက်တဲ့အခါကျတော့အဲ့ဒီမှာကိုအေးနောက်မှာပါရှိလဲဆိုတော့ချောင်းလေးရှိရဲ့လေအဲ့ချောင်းလေးမှာလမ်းလျှောက်သွားရင်လည်းဘဲတော့အမရေကူးနေတယ်ပရလေးမှာလူလေးရှိနေရောလေတော်တရားပေါ့ပရလေးမှာဒါနည်းနည်းအပန်းဖြေရပါပေါ့နော်ကိုကလူတော့တိုးရတာတိတ်မကြိုက်ဘူးလေလူတွေအများကြီးနေတော့အဲ့မှာပဲလမ်းလေးရှောက်ပြီးတော့အချိန်လေး15မိနစ်လောက်အချိန်ကုန်ပြီးတော့ပြန်လှည့်လာအဲ့ဒီမှာဆိုင်းဘုတ်တွေလည်းတွေ့တယ်ဒီမှာပါဆိုင်မှုမှာဟိုလေရေခဲရတဲ့ခါကျရင်ဒီပေါ်မှာလမ်းလျှောက်ခွင့်မပေးဘူးဆိုတဲ့ဆိုင်းဘုတ်ပေါ့အဲ့တော့မှကိုလည်းအေးဟုတ်တာပဲဘာလို့လဲဆိုရေခဲွားရဆိုပေမဲ့ဒါဆိုဒီချောင်းကအမြဲတမ်းရေခဲနိုင်တယ်စောင်းနေဆိုရင်ခဲတယ်ဆိုတဲ့ဥစ္စာပေါ့နော်အဲ့ဒါလေးတွေ့ရေခဲပြင်တွေကကြတော့လိုမျိုးရေခဲပြင်ကဒီအောက်အတွင်းဘက်တွေမှာကျတော့ခဲချင်မှခဲတာလေမျက်နှာပြင်ပဲခဲဝါပြီးတော့အဲ့ရောက်ကခဲချင်ပြီးတော့တွားပြီးလမ်းလျှောက်လိုက်တဲ့အခါကျအနေများတယ်ရေခဲပြင်အောက်ကိုကျုံဝင်သွားပြီးတော့အဲ့နစ်သွားနိုင်တယ်ပေါ့နော်ရေခဲမြစ်ထဲလိုမျိုးကြောက်ရောက်သွားနိုင်တယ်အဲ့ဒါကြောင့်အဲ့ဒါလေးလည်းတွေ့ပါတယ်ဟုတ်ကဲ့အဲ့ဒါဒီနေ့ရဲ့တနေ့တာပေါ့လှူရှားမှုလေးကိုတော့နောက်မှဗီဒီယိုလေးတွဲပြီးတော့တင်ပေးလိုက်ပါတယ်အားလုံးစိတ်ချမ်းမြေ့ကြပါစေရှင်တတာ
Aber normalerweise die alles noch, weil die Sortimente gut sind. Ist weg. Und das, was man 100 Jahre gemacht hat, das ist bei ihm normal.